အမျိုးတို့ကိုဟာတာပုံမြင်လေးတစ်ပုဒ်ပြောပြမှာနော်တခါကဘရင်ကြီးတစ်ပါးရှိတယ်သူ့မှာမိဖုရားပေါင်း365ယောက်ရှိတယ်ဘရင်ကြီးကတညမှာတစ်ဆောင်နှုံးနဲ့ဆောင်တို့ကူးရတယ်ဗောနော်မိဖုရားတယောက်ကဘရင်ကြီးနဲ့ဆုံမှုကတစ်နှစ်တစ်တိကြာတယ်ဗောအဲ့ဒီမိဖုရားတွေနေတဲ့အဆောင်နဲ့မနီးမဝေးမှာဘရင်ရဲ့အလုတ်သမားတွေဖြစ်တဲ့နဖာကြီးကလော်တဲ့လူတွေဖနက်တိုက်ပေးတဲ့လူတွေပြီးတော့လက်ဖက်ရည်ဆက်တဲ့လူတွေစဖိုမူးတွေစုံနေရောနော်အားလုံးယောက်ျားအလုတ်သမားအသက်အယောက်90နေတဲ့တန်ရာရှိတယ်တဲ့မိဖုရားဆောင်တဲ့အလုတ်သမားနေတဲ့တန်ရာနဲ့မလှမ်းမကန်းရောအဲ့ဒီမှာဘရင်ကိုနဖာကြီးကလော်ပေးတဲ့ဘိန်းစားတယောက်ကသူတို့နေတဲ့တန်ရာနဲ့အနီးဆုံးကမိဖုရားဆောင်ကမိဖုရားတစ်ပါးကိုစိတ်ဝင်စားနေတယ်တညလူကြတော့အဲ့ဒီဘိန်းစားကသူ့စိတ်ကိုမထိန်နိုင်တော့အမှောင်မဲထဲမှာဘရင်ရဲ့ပုံစံဟန်ဖြတ်ပုံဖြတ်ပြီးတော့အဲ့ဒီမိဖုရားဆောင်တဲ့ကိုတကားတစ်ခေါက်ပါလေရောတဲ့မိဖုရားလည်းအမှောင်ထဲမှာဆိုတော့ဘရင်မှိုက်တကားဖွင့်ပြလာတော့နော်အထဲမှာတော့ဘိန်းစားကဘရင်ဖြစ်နေဆိုပါတော့ပြီးတော့ပြန်ထွက်လာတော့ဘိန်းစားကသူ့အလုတ်သမားတန်ရာထဲမှာတခြားအလုတ်သမားနဲ့ရောအိတ်နေလိုက်တော့ကန်ဆိုးကျွန်တော်အဲ့ဒီညကဘရင်ကြီးကအဲ့ဒီမိဖုရားဆောင်ကိုဝင်ရမယ်အလှဲ့ရောနော်ဘရင်လည်းအမှောင်ထဲမှာလာတကားခေါက်လာအဲ့မှာမိဖုရားထွက်လာပြီးတော့အရှင်မင်းကြီးက2နှစ်စာတော့လာခဲ့ရောနော်2ကြိမ်ရှိဖို့ဝင်တယ်ပြောဘရင်ကြီးကသူတဘောပေါက်လာပြီသူအရှိကသူ့ပုံစံနဲ့သူ့ပြီးတော့ပုံမှားရတော့တယောက်ဝင်လာပြီဆိုတော့သူတိတ်လိုက်ပြီဘရင်ကလည်းဘယ်လိုပြန်ပြောလဲဆိုတော့မဟုတ်ရပါဘူးနှမတော်ရောနော်ကျောက်ရဲ့ဆစ်လိုက်သူကြံကလို့လက်ပြန်ယူတယ်ဆိုတော့အဲ့လိုပြောရတယ်တဲ့ဆစ်လိုက်ယူတဲ့ပုံစံမျိုးနဲ့ယူတော့ဘရင်ကပြန်ထွက်သွားတာထွက်ပြီးတော့ဘရင်တိတ်တော့နာဒီအလုတ်သမားတန်ရာတွေကသူ့အလုတ်သမားအယောက်90တွေကတယောက်ရောက်ဆိုတော့သူတိတ်လိုက်ပြီပြင်မှုတစ်ခုကျူးလွန်လာတဲ့လူဆိုတော့ရင်ဘက်ခုန်နေမယ်ပေါ့နှလုံးခုန်မြန်နေတယ်ပေါ့အေးအလုတ်သမားအယောက်90တန်ရာတွေကိုဘရင်သွားတော့တယောက်ပြီးတယောက်ရင်ဘက်ပေါ်မှာလက်လိုက်ဆန်းရတယ်ပေါ့ဘိန်းစားအဲ့ပြိုဟန်ဆောင်ပြီးမဲ့ तू ကရင်ခုန်နေတော့နော် तू ကမဟုတ်တာလောက်တာဆိုတော့ဘရင်ကဒီကောင်မှဆိုတာတိတ်လိုက်ပြီတိတ်လာတော့ညာအမှောင်ထဲမှာတက်ဖို့ကလည်းမသိတော့ဘူးနော်မိုးလင်းကြအောင်ပဲညီလာခံအရှိလူစုံလုံးမှာဒီကောင်ကားစင်တင်တက်မယ်ဆိုတော့စိတ်ကူးလိုက်တော့နော်အဲ့မှာမှတ်မိအောင်ဆိုပြီးတော့အဲ့ဒီဘိန်းစားစပင်ကိုဓာတ်နဲ့ဖြတ်ပစ်ခဲ့တယ်တဲ့အဲ့ဘရင်ပြန်သွားရောဘရင်ပြန်တော့ဘိန်းစားကလည်းထပြီးတော့ကျန်တဲ့49ရောက်အလုသမားစပင်တွေကိုဘရင်ဖြတ်ပုံစံတိုင်းလိုက်ဖြတ်လိုက်တယ်ဘိန်းစားလည်းသူလည်းအကြံကောင်းတော့နောက်နေ့ကျတော့ဘရင်သူ့အလုသမားအယောက်90ကိုအကုန်လုံးခေါ်ရောကြည့်တော့အကုန်လုံးကစပင်ပြက်တော့လားဘယ်သူမှန်းဆိုခွဲမထိတော့ရွေးမထိတော့ဘူးပေါ့ဘရင်ကောင်းကြီးရတော့ပဲနောက်ဆုံးဘရင်ကြံရမရတဲ့အဆုံးတော့လည်းသူချင်း6စကားတခွန်းပြောလိုက်တယ်တဲ့တယောက်ရောက်တော့တယောက်ရောက်ပဲပေါ့နော်နောက်ဆိုတော့ဒါမျိုးမလုပ်နဲ့ပေါ့သေမယ်ဆိုတော့ဘရင်ချိန်လိုက်တယ်တဲ့ဟုတ်ကဲ့ပုံမြင်ရတော့ဒီမှာနေဆုံးသွားတယ်နော်ကျွန်တော်ဗီဒီယိုအဆုံးလေးကြည့်ရှုနားထောင်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံနော်